WrestleMania ကိုသွားတဲ့ခီးစဉ်ကြီးရဲ့အစဖြစ်တဲ့ Royal Rumble ပွဲကြီးကိုဒီတစ်ပတ်တနင်္ဂနွေနေ့မှာကျင်းပတော့မှာပါ Royal Rumble ကိုအနိုင်ရတဲ့လူဟာ WrestleMania မှာ Champion ကိုစိန်ခေါ်ပြီးတော့ Main Event ထိုးခွင့်ရရှိမှာမလို့ဒါ WWE အတွက်လည်းအရန်အောင်ရေးကြီးတဲ့ပွဲစဉ်မျိုးစားကြီးဖြစ်ပါတယ်ဒါအပြင် Superstar အသစ်တွေရဲ့ debut တွေ Gunwin Legend နံပါတ်သမားကြီးရဲ့ Surprise Return တွေကလည်း Royal Rumble ရဲ့ထင်ရှားတဲ့အမှတ်အသားတစ်ခုဖြစ်ပါတယ်Screen ပေါ်မှာနိုင်တစ်ခုပေါ်လာတိုင်းဘယ်သူများထွက်လာမလဲဆိုပြီးရင်ခုန်ရတာလည်း Royal Rumble ရဲ့စိတ်လှုပ်ရှားစရာအကောင်းဆုံးအပိုင်းလို့ပြောလို့ရပါတယ်ထုံးစံတိုင်းဒီလိုမျိုး surprise return လုပ်တယ်ဆိုတဲ့ဖြစ်ရပ်တွေရဲ့နောက်မှာလည်းဒါကိုဖြစ်လာစေတဲ့အကြောင်းအရာတွေဖြစ်ရပ်တွေရှိနေပါတယ်ဆိုတော့ဒီနေ့ WWE ကဒီလိုမျိုး Royal Rumble မှာ surprise return တွေလုပ်ဖို့ဘလို့အကြံရခဲ့လဲဘာတွေကဒါတွေကိုဖြစ်လာစေခဲ့လဲဘလို့အကြောင်းအမျိုးတွေကဒီအကြံဉာဏ်ကိုရစေခဲ့လဲဆိုတာကိုပြောပြပေးသွားပါမယ်ဗီဒီယိုလေးမစခင်မှာဗီဒီယို like လုပ်ပြီးတော့နောက်ပန်းအကြောင်းအရာတွေကိုနှစ်သက်တယ်ဆိုရင် channel ကို subscribe လုပ်သွားဖို့ပြောချင်ပါတယ်အဲ့တော့ကျွန်တော်တို့စလိုက်အောင်အချိန်ကာလအဖြစ်တော့အောက်တိုဘာ2009မှာ Royal episode တစ်ခုမှာ John Cena တယောက် Mr. Kennedy နဲ့တိုက်ခိုက်ရင်းနဲ့သူ့ရဲ့ရင်ဘတ်ချက်သားမတော်တဆဆုတ်ပြဲသွားခဲ့ပါတယ်။ဒဏ်ရာပြင်းထန်တာမလို့ John Cena တယောက်ပြန်သက်သာဖို့ဆိုရင်အနည်းဆုံး6လကနေတစ်နှစ်အထိအနားယူရတော့မှာပါ။ John Cena ကတော့သူ့ရဲ့ Never Give Up ဆိုတဲ့ဆောင်းမို့အတိုင်းအရှုံးမပေးဘဲနဲ့အမြန်ဆုံးပြန်သက်သာလာအောင်ကြိုးစားခဲ့ပါတယ်။ John Cena ကိုယ်တိုင်ရဲ့ပြန်ပြောပြချက်အရဆိုရင်အဲ့ဒီအချိန်တုန်းကသူကဒဏ်ရာသက်သာဖို့ပဲလုံးဝဦးစားပေးပြီးတော့အာရုံစိုက်ခဲ့တာပါ။တခြားသူတွေကလည်းဒီလိုဒဏ်ရာမျိုးကိုရဝူးကြတယ်ဆိုပေမဲ့သူတို့ကလူမှုရေးကိစ္စတွေမိသားစုကိစ္စတွေအတွက်နဲ့အချိန်ဖဲ့ပေးရတာမျိုးရှိပါတယ်ဂျွန်စီနာကတော့ဒီဒဏ်ရာကနေပြန်သက်သာဖို့ကိုပဲလုံးဝ 100% အာရုံစိုက်ခဲ့တာပါဆရာဝန်တွေကတပတ်မှာကုသမှု3ချိန်ခံယူဖို့တိုက်တွန်းပေမဲ့ဂျွန်စီနာကတော့တစ်ရက်မှာကုသမှု3ချိန်ခံယူပါတယ်စေကမ်းမဖွင့်ခင်တည်းကကြွေရောက်နေပြီးတော့စေကမ်းပိတ်တဲ့အချိန်မှာအိမ်ပြန်ပါတယ်အဲ့ဒါမလို့လဲပုံမှန်ဆိုရင်တစ်နှစ်လောက်ကုသရတဲ့ဒဏ်ရာမျိုးကိုဂျွန်စီနာ2လကျော်နဲ့တင်သက်သာပြောက်ကင်းခဲ့ပါတယ်ဒဏ်ရာပြန်သက်သာလာတဲ့အခါမှာတော့ဂျွန်စီနာကသူပြန်လာဖို့အသင့်ဖြစ်နေပြီဖြစ်ကြောင်း WWE ကိုအသိပေးခဲ့ပါတယ် WWE ဘက်ကလူတွေကတော့ဒီအကြောင်းကိုမယုံနိုင်ကြပါဘူးဒီလောက်မြန်မြန်နဲ့ပြန်သက်သာလာမယ်လို့မထင်တာကြောင့် Ryan Rumble ကိုကြော်ညာတွေလုပ်တော့အောင်ဂျွန်စီနာရဲ့အကြောင်းထည့်ပြောရခဲ့ခြင်းမရှိပါဘူးဒီလိုနဲ့ပဲ Ryan Rumble မှာဂျွန်စီနာတယောက် surprise return အနေနဲ့ပြန်လာဖို့ဖြစ်လာခဲ့ပါတယ် WWE ဘက်ကဒီကိစ္စကိုလုံးဝလှုပ်ဝက်ထားချင်တာမလို့ဒီပွဲမှာပါဝင်တဲ့နဘန်းသမားတွေတော့အသိမပေးခဲ့ဘဲနဲ့အခြားလူတယောက်အနိုင်ရသွားမယ်ဆိုပြီးတော့နဘန်းသမားတွေကသိရှိခဲ့ကြတာပါဒီဘက်ခေတ်မှာတော့ဒီလို surprise return လုပ်မဲ့နဘန်းသမားတွေကကိုပိုင်ဘတ်စကားထဲမှာ AC လေးနေခွင့်ရကြတယ်ဆိုပေမဲ့ဂျွန်စီနာအလဲတုန်းကတော့ Madison Square ကားထဲကတပြက်စီးသိမ့်နဲ့စတိုကန်ထဲမှာပုံနေခဲ့ရတာပါဒီပွဲမှာသူအနိုင်ရမယ်ဆိုတာကိုလည်းဂျွန်စီနာကိုရိုင်းတော့28ရောက်မြောက်ပြိုင်ပွဲဝင်ပွဲထွက်ပြီးတဲ့အခါမှာသိရှိခွင့်ရခဲ့တာပါ WWE ရဲ့ခေတ်တစ်ခုစီတိုင်းမှာကုမ္ပဏီရဲ့ထိပ်ဆုံး superstar ဆိုတာမျိုးအများရှိပေမဲ့ Ruthless Aggression Era ကတော့ဒါရင်းနဲ့မတူဘဲနဲ့ကွဲပြားခဲ့ပါတယ် Ruthless Aggression Era မှာ champion ဖြစ်ခဲ့တဲ့လူတွေအများကြီးရှိပြီးတော့ WWE ကဘသူ့ကိုထိပ်ဆုံးအနေနဲ့ထားရမလဲဆိုပြီးတော့စမ်းသပ်ရွေးချယ်နေခဲ့တာပါအဲဒီလူတွေထဲမှာဂျွန်စီနာလည်းတယောက်အပါဝင်ပါပဲ PG Era ကိုအကူပြောင်းမှာတော့ WWE အနေနဲ့ကုမ္ပဏီကိုဦးဆောင်ပေးမဲ့ဇက်လိုက်တယောက်မဖြစ်မနေလိုအပ်လာပြီဖြစ်ပြီးတော့ဂျွန်စီနာကလည်းအဲဒီနေရာနဲ့ထိုက်တန်ကြောင်းသက်သေပြဖို့အတွက်အကောင်းဆုံးကြိုးစားခဲ့ပါတယ်အရင်တော့ဂျွန်စီနာကိုကြိုက်တဲ့လူနဲ့မကြိုက်တဲ့လူဆိုပြီးတော့နှစ်ချမ်းကွဲခဲ့ပေမဲ့2008 Royal Rumble ရဲ့30ရောက်မြောက်အနေနဲ့ဂျွန်စီနာရဲ့တီးလုံးထွက်လာတဲ့အခါမှာတော့အကောင်လုံးကဂျွန်စီနာရဲ့ပရိသတ်ဖြစ်သွားခဲ့ကြပါတယ်လုံးဝမမျှော်လင့်ထားတဲ့လူတယောက်ထွက်လာတာမလို့ပရိသတ်တွေကလည်းဝေါဝကွဲအားပေးခဲ့ကြပြီးတော့ဘာမှမသိထားရတာကြောင့်တန်တော်ဖြစ်နေကြတဲ့အကျိုးဝိုင်းတဲ့နဘန်းသမားတွေရဲ့တုံ့ပြန်မှုကလည်းဒီကိစ္စကိုပို့ပြီးတော့တဘာဝကျစေပါတယ်ပွဲရဲ့အဆုံးသတ်ကိုကြည့်မယ်ဆိုရင်လည်းဇလိုင်းပိုင်းရရှုပ်ရှုပ်ထွေးထွေးဖြစ်သွားတာမျိုးမရှိဘဲနဲ့ရိုးရိုးရှင်းရှင်းပဲဂျွန်စီနာကဒီပွဲကိုအနိုင်ရသွားခဲ့တာပါဒါကလည်းဂျွန်စီနာအနိုင်ရဖို့ကြိုတင်စီစဉ်ထားတာမဟုတ်ဘဲနဲ့ရုတ်တရက်ဖြစ်သလိုမီးစင်ကြီးကားလိုက်ရတယ်ဆိုတာကိုထောက်ပြနေပါတယ်အဲဒီအချိန်အစားလို့ဂျွန်စီနာက WWE ရဲ့ဇက်လိုက်တယောက်ဖြစ်လာခဲ့သလိုနဘန်းသမားတွေ surprise return လုပ်ကြတာကလည်း Ryan Rumble ရဲ့အမှတ်အသားတစ်ခုဖြစ်လာခဲ့ပါတယ်ဒီတစ်ပတ်တနင်္ဂနွေမှာလည်းဘယ်သူတွေများအနိုင်ရသွားမလဲဘယ်လိုလူတွေကများ surprise return အနေနဲ့ပေါ်လာမလဲဆိုပြီးတော့အချိန်တွေကိုရည်တွက်ရင်းနဲ့ရင်ခုန်ကြရအောင်မှာဖြစ်ပါတယ်ဒီနေ့ Ryan Rumble မှာဘယ်သူအနိုင်ရမလဲဆိုတာကိုလည်း comment ထဲမှာအပျော်အနေနဲ့ခန့်မှန်းပေးခဲ့ကြပါအောင်အပြေမှန်တဲ့လူတွေကိုနောက်ဗီဒီယိုတင်တဲ့အခါကျရင်ထည့်သွင်းဖော်ပြပေးသွားပါမယ်ဗီဒီယိုလေးကိုကြိုက်တယ်ဆိုရင်တော့ like လုပ်ပြီးတော့နဘန်းချောင်းရတွေကိုနှစ်သက်တယ်ဆိုရင်တော့ channel ကို subscribe လုပ်သွားလို့ရပါတယ်ကျွန်တော်ကတော့ကပုံးပါနောက်တစ်ပတ်ဒီလိုအချိန်မှာပြန်တွေ့ကြပါမယ်ကျေးဇူးတင်ပါတယ်